စိတ်ညစ်အဲ့လိုလေဘောမအရန်အလားပါကြိုက်တာလေအဲ့လိုမစ်ကစ်တွေလည်းရဘောမအရန်ခက်ခဲခဲ့သူ့ရဲ့ဒီကောင်မလေးရဲ့ပင်ကိုစိတ်ကိုဒရိုက်တာပြောပြဒီလီလီဆိုတဲ့ကောင်မလေးကအမေဘာလို့လီလီကိုစိတ်ခုချိန်ကြီးစိတ်တိုးအောင်လုပ်နေရတာလဲကိစ္စကလည်းခုလင်ကိုမနိုင်လို့ဖြစ်တဲ့ကိစ္စလေအဲ့ဒီစင်ကတော့လေမတ်ချိုးနဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘိုးရဲ့ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေကရုပ်ရှင်ကားတွေရောပေါ့နော်အမတ်တရားဖြစ်တဲ့ဇာတ်ကားတွေကိုဘိုးကပြန်ကြည့်မှာဖြစ်ပါတယ်ကြည့်မယ်နော်မင်းကတော်တော်မျက်နှာပြောင်တိုက်တဲ့မိန်းကလေးပဲမိန်းကလေးဖြတ်ချတော့အသက်ကယ်ထားတဲ့ကျေးဇူးမှမထောက်ဒီမှာမိန်းမကောင်းဆိုတာသူများအိမ်တော်ဘယ်တော့မှမဖြစ်စီရှင်ပြောချင်တယ်လို့ပြောလို့ရတယ်ချင်းစင်လို့ထင်လို့ရတယ်ပြောင်းမယ်ဟာဘာပြောလိုက်တာလဲဟမ်ဟုတ်တယ်လေမရကြီးတိုင်းကဒီလိုစကားမျိုးတွေသုံးတတ်တယ်ဆိုတာစိတ်ကသိပြီးသားအဓိကကိုယ်လင်တယောက်ကိုမှအပိုင်မစီယုံမသိမ့်သွင်းနိုင်တဲ့မိန်းမတွေကအခုလိုပောက်ကွဲကြတာပဲလေဒီကိစ္စကလည်းကိုယ်လင်ကိုမနိုင်လို့ဖြစ်တဲ့ကိစ္စလေအဲ့ဒီစင်ကတော့လေမတ်ချောနဲ့ကတော်တော်အမတ်တရားဖြစ်ခဲ့သူကလည်းလေမုတ်အရန်ကောင်းနေတဲ့အချိန်ကိုယ်လည်းလို့တကယ်ကိုမုတ်အရန်ကောင်းနေတဲ့အချိန်ပေါ့နော်ပြီးတော့အဲ့ဒီစင်ကအမတ်တရားကအရန်ဆဲခံရတာရန်ဆဲခံခဲ့ရတာအဲ့ဒီဟာကိုကြည့်ပြောလေလို့အားလို့အားမရတဲ့အပြင်မှာဖြစ်ကြပြောလေအကြီးစားပောက်ကွဲကြပါအမျိုးသမီးတူကြီးပောက်ကွဲတဲ့စင်အဲ့ဒီစင်ခုလိုပြန်ကြည့်ရလဲတော်ဆိုးပါလားပေါ့အဲ့မှာဆိုလို့ရှိရင်အိုက်တင်ကကြတော့လေအမှန်တမ်းပြောလို့ရှိရင်တစ်ဖက်ကအမျိုးသမီးကိုခနဲ့ရတာပေါ့နော်အဲ့လိုခနဲ့ပြုံးရတာတွေအဲ့လိုမခံချင်စိတ်ပြောရတာတွေဘိုးကဒီဘက်ကနေပြီးတော့အဲ့လိုမျိုးအိုက်တင်ကိုလုံးမှလဲမချောကအဲ့လိုမျိုးပောက်ကွဲလို့ရမှာပေါ့နော်နှစ်ယောက်စလုံးကကမ်ဆွေမိနေမှရမှာဆိုတော့မချောပောက်ကွဲဖို့ကိုလည်းဘိုးအဲ့စင်မှာအများကြီးအဲ့လိုစပို့ပေးခဲ့ရတဲ့သဘောမျိုးပေါ့အဲ့စင်ကကိုကတော့လောက်ရတာတွေအဲ့လိုမျိုးဘယ်လိုပြောမလဲကလူဒလိုလိုမြူဒလိုလိုနဲ့အဲ့လိုမျိုးပေါ့တစ်ဖက်ကလူကိုစိတ်မဆိုးဆိုးအောင်ဒေါသမဖြစ်အောင်စွတ်ရတဲ့စကလုံးတွေနဲ့မျက်နှာဘေးမျက်နှာဟန်တွေနဲ့ပြုတ်ဆောင်ခဲ့ရတဲ့စင်ပေါ့နော်အဲ့စင်တွေကတော့ကိုပြောလို့မရလို့ရှင်ဒီတိရောက်လာတာပဲမဟုတ်ဘူးလားအချစ်ကိုဝင်ဖြတ်ချတဲ့ကိစ္စကိုရှင်ကကိုသွားချုံလိုက်တာကိုကဘာမှမတုံလို့တော့ရှင်ရန်ကိုခံပြင်းနေမှာပဲနော်ဒီမှာအချစ်တို့နှစ်ယောက်ကြားမှာရှင်သွေးခွဲဖို့လုံးဝမစင်စားနဲ့အဲ့ခံလိုက်ရပြီရှင်ဘလောက်ပဲဖိအားတွေပေးလူနှစ်ယောက်ရဲ့အချစ်ကိုလူနှစ်ယောက်ရဲ့ဆန္ဒမပါပဲရှင်ဘလို့မှခွဲလို့ရမှာမဟုတ်ဘူးအချစ်တို့ရဲ့အချစ်ကအချစ်စစ်ဖြစ်နေလို့ရှင်ဘယ်တော့မှခွဲလို့ရမှာမဟုတ်ဘူးဘယ်တော့မှခွဲဖို့လဲရှင်မစင်စားနဲ့ဒီမှာအချစ်စစ်ဆိုတော့ခေါင်းစိမ်မတက်နဲ့နင့်လိုဟာမနဲ့မတက်ဘူးနင်တို့ကအထီးတွေ့အစ်မှာตาရပြီးတော့လူစိတ်ကင်းမဲ့နေတဲ့ဟာမိသားစုကိုမဆာနာပတ်ဝန်းကျင်ကိုမထောက်တနာနုံနဲ့နစ်နေတဲ့ဟာနင်ကရောသူများယောက်ျားကိုလှုပ်ထားတဲ့မရင်ငယ်ပါဆိုပြီးပတ်ဝန်းကျင်ကလက်ညှိုးထိုးမှာအခုမှပြန်ကြည့်ရဲ့အချိန်မှာလေအဲ့ဒီစင်းနေတုန်းကလေတကယ်ကိုတော်တော်မှုထက်ရတယ်လို့ပြောလို့ရမှာပေါ့နော်ကိုရိုင်းကလည်းအဲ့ကာရက်တာရိုက်ဖို့အတွက်တော်တော်စဉ်းစားပြီးမှုထည့်ခဲ့ရတယ်လို့အဲ့စင်းမှာဆိုလို့ရှိရင်လေတကယ်မှားနေရကွာအမားကိုအမှန်မသိတဲ့ကောင်မလေးတယောက်ရဲ့ဆုံးဖြတ်ချက်နဲ့ခံစားချက်တွေနဲ့သူ့ရဲ့အမားမှန်ကိုမခွဲခြားနိုင်တဲ့မိန်းမတယောက်ရဲ့ဟာတွေပေါ့နော်အဲ့ဒါမှလို့မျက်လုံးတွေမျက်ခုံးတွေအပြောဆိုတွေကလို့ခဏတက်တက်တွေပြောရတာတွေပေါ့နော်အဲ့ဒီအစင်းရိုက်ပြီးတော့လူကတော်တော်လေးတော့လိုမျိုးတော့စိတ်ကောလူကောနည်းနည်းကြာသွားသေးတယ်အရန်ဆိုးတဲ့ကရိုက်တာကြီးရဲ့စီမိုကြီးကိုခံရတဲ့အခါမှာအဲ့လိုမျိုးပေါ့နော်အပြင်မှာလဲဒီလိုမျိုးတွေလဲဒါရှိနိုင်တာပဲပေါ့နော်ရှိမှာပဲပေါ့နော်အဲ့လိုမျိုးဟာတွေကိုကလည်းသဘောမကျတာလဲပါနေတော့လေဒီလိုမျိုးပေါ့အဲ့ဒီရဲ့ဘယ်လိုပြောလောင်နာတွေမိုးချက်ချင်းတွေပိတ်လောင်ချင်းတွေကိုလဲတော်တော်ခံခဲ့ရတယ်အဲ့ဒီစင်းကပြီးသွားလို့ရှိရင်တော့စကားတော့တိတ်မပြောနိုင်အဓိကတော့ဟိုဘက်တစ်ဖက်ကစိုက်ရဲ့အမျိုးသမီးရဲ့ feeling ကိုပါကိုယ့်ရဲ့မသိစိတ်ကနားလည်နေရဖြစ်တဲ့အတွက်အဲ့စင်းကတကယ်တော့တော်တော်လေးကိုခက်ခဲခဲ့တယ်ပေါ့စိတ်ထဲရတဲ့အချိန်မှာလေ okay ရဲချင်ရဲလို့ရတယ်။ဘာဖြစ်နေရလဲ။မင်းဘာဖြစ်ချင်နေရလဲ။မောင်မဖျားဖြစ်ချင်တာ
ဆိုရင်သူ့မှာတားလေးတယောက်ရှိတယ်အဲတားလေးငယ်ချိုးတယ် ယောက်ျားတစ်ယောက်ရဲ့တရားဝင်မရဖြစ်ဖို့လို့ပါလို့ပါ ဒီလောက်ဆရာတင်လိုက်စမ်းပါ percentage ကတော့များပါစေပေါ့ကြီးဘယ်ယောက်ျားမှတန်တိုင်ချောင်းမှထောင်ချမခံဘူးရင်ဝင်ကြားထဲမှာလည်းဒီလောင်ချခံဒီမှာဒီကောင်အကဲတာသမီးပါမိကောင်လေးလှုပ်ရွှင်နေလို့တရားပါလို့ဒါဆိုဘာလို့ဝင်မပြောပါစေနဲ့လို့ငါချိန်နေမင်းမလေးဆိုတဲ့ဒရစားတကယ်မရှိပါအဲ့ဒီမိန်းမလေးတွေကမိန်းမညာကိုတုံးကြီးယောက်ျားတစ်ယောက်ကိုကြံစည်တယ် ဒီမောင်မီဖေကရုပ်ရှင်ကားကြီးရတယ်ပေါ့နော်ဘိုးအတွက်ဒါမှတ်တိုင်တစ်ခုအနေနဲ့ကိုဒါဖြစ်ခဲ့တဲ့ကားလို့လည်းပြောလို့ရပါတယ်ဒီကားထဲမှာဆိုလို့ရှိရင်လည်းဘိုးရွာမှာရှိတုန်းကလီလီဆိုတဲ့အပေါ်နော်ဆက်ဆက်တီမခံအဲ့လိုလောဂရန်ကိုခံရတဲ့အဲ့လိုစွာစီလန်လေးပေါ့အဲ့လိုအမေဆိုလည်းပြန်ပြောတယ်အဲ့လိုတရွာလုံးနဲ့လည်းတိတ်ပြီးတော့ကို့လာပြောလို့ရှိရင်လည်းမခံဘူးဆိုတဲ့အဲ့လိုစစံကျဲအဲ့လို character အဲ့ရွာတုန်းကလီလီတုန်းကလည်းအဲ့ဒီမြို့ပေါ်ရောက်တဲ့လီလီနဲ့မတူအောင်တော်တော်လေးတော့ပြင်ဆင်ခဲ့ရပါတယ်အဝတ်စားလေးတွေစပင်လေးတွေပြီးတော့တနခါလိမ့်နာလေးတွေပြီးတော့စွာရင်လို့ရှိပြီးတော့ IT လေတန် flow အစားပေါ့နော်ဒီပြိုးပေါ်ရောက်သွားပြီးတော့အသက်ကြီးပြီးတော့အသက်အရွယ်တစ်ခုရောက်သွားပြီးဒီအလုပ်လုပ်စားနေတဲ့လီလီနဲ့ရွာမှာတော့ကျတော့ကလေးလိုမျိုးဂမူးရှူလို့ကွာကုန်းတုံမကြံပြန်ပြောတာတွေပြန်ကတ်တာတွေအဲ့လိုကိုကြီးမကျင်နဲ့နေတာတွေအဲ့ဒါကိုနည်းနည်းလေတန်တွေကစားနည်းနည်းလူငယ်ဆန်အောင်လို့ပေါ့နော်ကလေးတွေစကားပြောသလိုပုံစံမျိုးပေါ့အဲ့လိုလေးလည်းပြင်ဆင်ခဲ့ရတယ်ပြင်ဆင်နေရစားပေါ့နိပြီးတော့စိတ်ခံစားချက်ကိုလည်းဘယ်လိုထည့်ရလဲဆိုတော့အဲ့တုန်းကကြတော့ဟိုဒီလိုပြောမလဲကိုကစင်းရဲအတွက်လူတွေရဲ့အနေခံဘဝနဲ့ပဲနေရတယ်ဒါပေမဲ့အဲ့ဒါကို तू ကစင်းရဲပေမဲ့မာနကြီးတယ်အဲ့လိုအရန်ဆော့ရတယ်ဆိုတော့ main ကလေးတယောက်ရဲ့စိတ်ခံစားချက်ကိုပေါ့နော်ထည့်ခဲ့ရတယ်ပေါ့ပြီးတော့ဒီမျိုးရောက်သွားတော့ဒီပျက်စီးသွားပြီပေါ့လေအဲ့ဒီလီလီနဲ့ကြတော့ရွာငယ်ဘဝလီလီနဲ့ဒီဘက်ဘဝကြီးဘဝလီလီနဲ့ကိုလုံးဝကွဲပြားအောင်တော့ပိုအများကြီးစူးစမ်းအထောက်ခဲ့တယ်ကြီးဘဝမှာလည်းသူအပြင်စင်ပိုင်းနေ make up look တွေကစားအများကြီးအထောက်ခဲ့ပေါ့ပြီးတော့သူကငကိုတွေကလည်းစိုးတာကိုဒီ character ကစိုးတယ်ဆိုတော့ဘသူ့ဟိုမှာဂယုမဆိုင်တက်ပွားဟိုကိုလှုပ်ချင်တာလှုပ်မယ်ငါပတ်ဆိုင်ရဖို့ငါလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့ character မျိုးဆိုတော့ပြီးတော့အမေသေးတဲ့ချိန်ပေါ့အမေသေးတဲ့ချိန်မှာဆိုလို့ရှိရင်လည်းသူကအဲ့လိုမျိုးပေါ့အမေသေးတာတော့မှဘာလို့ဘယ်လိုပြောမလဲသူ့ကိုဒီတိုင်းတယောက်တည်းထားခဲ့ပြီးတော့အဲ့လိုမျိုးကိုလို့ယုံပြီးတည်သွားတာလဲဆိုပြီးအမေကသူကအစအဲ့လိုအဖြစ်တင်ပြီးငိုရတဲ့စင်းဆိုအဲ့စင်းဆိုမမရရအဲ့ဒီတီလာရှင်ကျောင်းမှာ9ခါလောက်ငိုလိုက်ရတယ်အစမှကြာဘိုးကလို့မိဘနဲ့ပတ်သက်ပြီးတော့လဲလို့တခုဆိုအရန်ခံစားတတ်တဲ့လူဆိုတော့ကိုရဲ့အမေပေါ့နော်အမေတည်သွားပြီဆိုပြီးတော့ငိုတယ်လို့ရွှဲနှစ်နေအောင်ခံစားချက်တွေထည့်ပြီးငိုတယ်အဲ့မှာဒရိုက်တာမကြိုက်ဘူး3ကက်လောက်ထိမကြိုက်ဘူးသူကဘာလို့လဲဆိုတော့အမေတည်သွားမှာဒီလောက်ကြီးကြီးဟိုအရန်ခံစားပြီးတော့အဲ့လိုငိုမှာမဟုတ်ဘူးပေါ့လေပါဆို तू ကသူ့ရဲ့ဒီကောင်မလေးရဲ့ပင်ကိုစိတ်ကို writer ပြောပြဒီလီလီဆိုတဲ့ကောင်မလေးကငကိုတဲ့အကျော်လဲတင်းတယ်မိဘတွေဘာတွေကိုတော့မှ तू ကမငဲ့ညာပဲနဲ့ तू က तू ကိုလိုယုံပြီးတော့ရွာမှာမိသားစုကိုထားခဲ့ပြီးတော့တယောက်တည်းထွက်လာပြီးတော့မြို့ပေါ်မှာလှုပ်ချင်တိုင်းလှုပ်ဖြစ်ချင်တိုင်းဖြစ်နေတဲ့ main ကလေးတယောက်ဆိုတော့မိဘချက်ချင်းတည်သွားလို့ရှိရင်လဲ तू ကဘလို့တားကြီးနောင်တာချက်ချင်းနောင်တရပြီးတော့ဝမ်းနေပြီးငိုရမယ်အငိုမဟုတ်ဘူးပေါ့မိဘကိုငါတယောက်တည်းဒုက္ခရောက်နေတဲ့အချိန်မှာဘာလို့ထားသွားတာလဲဆိုပြီးအပြစ်တင်ပြီးငိုရမှာတဲ့ writer ပြောတဲ့အချိန်မှာဟာဘောမှာတခုဆိုငိုပြီဆိုလို့ရှိရင်ဒါဘိုးတို့ရဲ့ဒါပုံမှန်ထုံးစံအတိုင်းဝမ်းနေစရာတွေဒီ character ရဲ့ဟာတွေကိုပဲထည့်ပြီးတော့ငိုကြတာများတယ်လေအခုကအမေကိုအဖြစ်တင်ပြီးတော့မျက်ရည်ကျပြီးငိုရမယ်ဆိုတော့အိုက်စင်းက4-5တိတ်ကတော့တော်ရိုက်ခက်လိုက်ရတယ်အမေကိုပေါ့နော်ခုနမြင်သွားလို့ပါအမေဘာလို့လဲလီလီကိုစိတ်ခုချိန်ကြီးစိတ်တိုးအောင်လုပ်နေရတာလဲဟိုပါဇက်ကတော့ပြောနေပေမဲ့သူ့ရဲ့မသိစိတ်ထဲမှာအမေကြီးဆုံးရှုံးလိုက်ရတဲ့အတွက်သူ့ရဲ့ပြောမပြနိုင်တဲ့ခံစားမှုကလည်းရှိနေတယ်အဲ့ဒီရင်ဘတ်ထဲကခံစားရတဲ့ဟာနဲ့ဒီသူ့ရဲ့စကားလုံးနဲ့သူ့ရဲ့မျက်နှာ expression တွေသူကြားရတဲ့မျက်ရည်တွေကစားပေါ့နော်တိုင်ပင်ကြိုက်အောင်ပေါ့စူးစမ်းခဲ့ရတဲ့အခိုက်အတန့်ပေါ့အိုက်စင်းကလည်းတကယ်ကိုအမှတ်တရပါပဲအဲ့လိုအမေသေးတာကိုအမေကိုစိတ်ဆိုးမှန်ဆိုးနဲ့အဲ့လိုမျက်ရည်ပေါက်တွေကြားပြီးတော့တကယ်လည်းဝမ်းနေပြီးတော့အဲ့လိုပြောရမှာဆိုအိုက်တင်ကအဆင့်ဆင့်နေနဲ့ချင်းရတဲ့ဟာတွေလည်းများတယ်လောက်ရတာလည်းတနေ့နဲ့နေတဲ့ character ထဲမှာပါတယ်အဲ့လိုမောင်သေးသွားတာတောင်မှသူကမောင်သေးတာတော့မှသူအဲ့လောက်ကြီးငိုလိုက်ဘူးနည်းနည်းအကျော်တင်းနေအသေးမာတယ်ဆိုရဲမိန်းမမေးသေးတဲ့ချိန်မှာလဲချက်ချင်းနောင်တရအကျွတ်တရားကြီးရပြီးတော့ဘုံတိုင်းဆိုပြီးပျော့ခွေပြီးတော့ငိုမဲ့မိန်းမထဲမှာတော့မပါဘူးအဓိကသူ့အတ္တနဲ့သူငိုတယ်ဆိုတော့ feeling မျိုးကိုပြိသက်ကိုရစေချင်တာပေါ့နော်အဲ့စင်းနေကလည်းတကယ်အမှတ်တရပဲပြီးတော့ဖျားရုပ်ပွားတော့ရှိမှငိုရတာရကြအဲ့ချိန်မှာနောင်တရသွားပြီပေါ့နော်နောင်တတွေရှင်ဝဲပိုက်ပြီးတော့ငါနောင်တရပြီငါအမေကိုငါဘယ်လိုကျေးဇူးပြန်တည်သွားပြီမဲ့လဲငါဘယ်လိုကျေးဇူးပြန်ဆိုင်ရင်ကောင်းမလဲဆိုပြီးနောင်တတရားရည်နဲ့ငိုရတဲ့အငိုပေါ့ငိုရတာတွေကိုမလိုမျိုးအစစ်စစ်ပြောင်းပြီးတော့ငိုရတာပေါ့နော်အမေကိုစတွေ့တဲ့ဈေးနှုန်းကဆိုလို့ရှိရင်လဲ
ဒီဘွားကြီးဘာလာအရှုပ်တာလဲဆိုပြီးတော့အမေကိုလိုမျက်လုံးကြီးပြိုးပြီးတော့ကြည်ရတာတွေအဲ့လိုအမေတိမ်ငယ်နေတာကိုအားမလို့အားမရဖြစ်ပြီးတော့လို့ညက်ရည်တွေဝဲရတာတွေဒီမောင်မိဖျားမှာအိုက်တင်အစစ်အစစ်နေရအရန်ကိုတော်တော်ချင်းယူခဲ့ရတယ်အဲ့ဒီတရားရုံးမှာဆိုလို့ရှိရင်တရားရင်ဆိုင်ခဲ့ရတဲ့အချိန်မှာကိုထင်ထားတာအမေကကိုကိုတအားချစ်တဲ့အမေကြီးပေါ့ထင်ထားခဲ့ပေမဲ့ကို့အမေကကို့စီဘက်ပဲပါမယ်ရက်တီမယ်လို့ထင်ထားခဲ့တာကို့ဘက်မရက်တီပဲနဲ့တခြားတစ်ဖက်ကိုရက်တီပြီးတော့ကို့သမီးကိုအမှုရှုံးအောင်လုပ်ရမလားဆိုပြီးတော့အဲ့လိုမခံချင်စိမ့်နဲ့အဲ့လိုအဲ့အချိန်မှာကြာတော့လေလူကလေတင်းပြီးတော့ငိုရတာအိုက်တင်တွေကလေအဲ့လိုမခံချင်စိမ့်နဲ့တင်းပြီးတော့အမေလှုပ်ရက်လိုက်တာဆိုပြီးတော့အဲ့လိုမထင်မှငိုတာမဟုတ်ပဲနဲ့သူကသူအော်တိုအလိုလျောက်ကျလာတဲ့မျက်ရည်မျိုးကိုလိုချင်တာပေါ့နော်ဒရိုက်တာကလည်းအဲ့လိုမျိုးအိုက်တင်အဆင့်ဆင့်ကိုပြောသလိုကိုရီးယားလည်းလောက်ရတဲ့အိုက်တင်ကလည်းအဆင့်ဆင့်နေနဲ့တော်တော်ကိုပင်မကြွဆဆအထောက်ခဲ့ရတဲ့ရုပ်ရှင်ကားကြီးပေါ့နောက်ဆုံးအဲ့မှာသီလရှင်ဝတ်သွားတဲ့ဆင်းနေမှာဆိုလို့ရှိရင်လည်းအဲ့လိုအစမှာတော့လူသီလရှင်ခုမှဝတ်တာဆိုလူစိတ်ရှိနေသေးတာပေါ့နော်ခံစားချက်တွေပြောမပြနိုင်တဲ့ဝမ်းနည်းမှုတွေနှောင်ထားရနေငိုနေပေမဲ့နောက်ဆုံးတော့ဖခင်ရဲ့သမီးတော်ဖြစ်သွားတဲ့အတွက်ဒီရဲ့ခံစားချက်တွေကိုငါထိန်းချုပ်ရမယ်တရားတော်နဲ့ဒီຢာတွေကိုငါထိန်းချုပ်ရမယ်ဆိုပြီးကိုစိတ်တွေလျှော့ချလိုက်ပြီးစိတ်တွေအားတင်းလိုက်ရတဲ့အဲ့လိုပေါ့ပြောသီလရှင်ဘဝမှာသီလရှင်အနေနဲ့ရိုက်ရတဲ့ character ကလည်းဒီမောက်မိဖျားထဲမှာပဲရှိတာပေါ့နော်အဲ့တော့သီလရှင်ဝေးရတာဒီဖះရဲ့ဒီသင်္ကန်းခြုံရတာဖြစ်တဲ့အတွက်အဲ့အချိန်မှာတော့လေဘိုးရဲ့အပြင်အရာတွေအားလုံးကိုရှင်းထုတ်ပြီးတော့ဖယ်ချထားလိုက်ရတယ်ပေါ့နော်ကိုကဒီသီလရှင်တယောက်ရဲ့အေဂျင့်မှုတွေဒီတရားကိုတည်သွားတဲ့အချိန်မှာကိုယ့်ရဲ့စိတ်နေစိတ်ထားတွေဘယ်လိုဖြစ်မလဲဆိုတာတော်တော်လေးကိုလေ့လာခဲ့ရပါတယ်ဘာလို့လဲဆိုတော့ဒါမှားလို့မရတဲ့ character တွေလို့ပြောရမယ်ပေါ့နော်ဆရာလေးဝတ်စုံကြီးနဲ့ဆရာလေး character ကြီးလုပ်ပြီးတော့ရုပ်ကြီးအစအကြီးညိုစရာမကောင်းနေလို့လည်းမရဘူးပေါ့နော်အဲ့လိုဥပရိယုတ်လေးအစနည်းနည်းကြည်လင်နေအောင်ဥပရိယုတ်လေးရစားနည်းနည်းနောက်ပိုင်းမှာတရားတွေတည်သွားတဲ့အချိန်မှာကြီးညိုစရာလေးဖြစ်အောင်ပြီးတော့သူ့ရဲ့စိတ်ကတကယ်ငြိမ်းချမ်းသွားပြီဆိုတာလေးကိုပြဖို့အတွက်အဲ့ဒီသီလရှင်ရိုက်ရတဲ့နေ့တွေတော့ဆိုတော့တော်တော်ခက်ခဲခဲ့တယ်ဘာလို့ဆိုတော့ရှင်လဲလေကိုကအပြင်မှာဒါလူလေးပုထုဇဉ်ဒီခန္ဓာကိုယ်ကြီးနဲ့လူဆိုတော့အဲ့ဒီ character ကြီးကိုသီလရှင်ကလည်းကိုကလည်းမှန်တယ်ပြောရင်ငယ်တုန်းကဒါဝတ်ဖူးတာပေါ့ဒီသီလရှင်ဝတ်ပြီးတော့တရားလည်းပောက်ခဲ့တာမှမဟုတ်တာငယ်တုန်းကကြတော့အခုဟာတရားတွေသိပြီးတော့အေးချမ်းပြီးတော့နောင်တတွေလည်းကင်းစင်ပြီးတော့နောက်ဆုံးမှအဲ့လိုမျိုးပေါ့ဒီတရားဓမ္မတွေနဲ့မှု့မြော်နေရတဲ့ character လောက်ရတာဆိုတော့ဘိုးအတွက်တကယ်ကိုအများကြီးကိုအဆင့်ဆင့်ပြောင်းပြီးတော့စူးစမ်းခဲ့ရတဲ့လီလီကတော့တကယ်ကိုအမတ်တရရည်နဲ့အများကြီးပါပဲဒါပြိသက်တွေလည်းဒီကားကြီးကိုကြည့်ခဲ့ဘူးလေဆိုလို့ရှိရင်တစင်းမှာလီလီဖြစ်နေတဲ့ຢာတွေဒီငယ်ဘဝလီလီတွေသီလရှင်ဖြစ်သွားတဲ့ဆရာလေးပုံစံမျိုးတော့မျက်လုံးအိုက်တင်နေရစားရင်ထဲမှာကိုယ့်ရဲ့ထည့်ထားတဲ့စိတ်ခံစားချက်ကြီးတွေရစားမြင်မယ်လို့လည်းဘိုးကယုံကြည်ပါရဲ့ရှင်ညရုပ်လေးနော်ရှိရနော်အဲ့တော့ဖြစ်ပေါ်တာအဲ့တော့လည်းကြည့်အောင်ပြန်ကြည့်တော့ကိုယ့်ကိုပြန်ရည်ခြင်းနေကြည့်ရလေရုပ်ရောတရုပ်ဆောင်တာရောလေအဲ့ဒါကတော့နုပညာမှာမမရဘဝမှာပထမဆုံးရုပ်ရှင်ကားကြီးရိုက်ဖူးတာဘောစီဆိုတဲ့ရုပ်ရှင်ကအန်ကယ်လေးရဲ့တင်ပြပုံတွေလည်းအများကြီးပေါ့နော်အန်ကယ်လေးတို့အများကြီးတင်ပြခဲ့တာလက်တွဲခေါ်ခဲ့ရတယ်လည်းပါတယ်ဒါပေမဲ့ပြန်ကြည့်ရလဲကိုဟဲ့ငါကြောင်တော့ကြောင်မနေဘူးပဲပေါ့နော်ငါလုံရဲကြိုက်ရဲသားပဲပေါ့အဲ့လိုမျိုးလေးတော့အတိမတ်ပြုဖြစ်တယ်ပေါ့ကြည့်လိုက်မယ်နော်သူငါရောင်းတယ်လို့ဘာလဲဒီလိုဒီတန်းကူကငါဝယ်ရအောင်ဒီပိုင်းကဆိုင်ရရေးရနော်ကိုပြန်ကြည့်ဘယ်လိုလဲမသိဘူးတမျိုးလေးတော့ရုပ်လေးအခုချိန်မှာအဲ့ဒီဘောစီကားတဲ့ကရတနာဘိုလိုမျိုးတူတော့မတူတော့เนาะ item တွေရော flow တွေရောတိတ်တော့မတူတော့အဲ့တုန်းကတော့နည်းနည်းလိုမျိုးပေါ့သူ့ရဲ့စိတ်ထဲမှာလို့နည်းနည်းကြောက်စိတ်ကလေးတွေမဝင်မြဲလေးတော့မြင်တော့မြင်နေရဒါပေမဲ့သူကောင်းဆုံးတော့လုံနိုင်ခဲ့ပါလို့လည်းမြင်ရတယ်ပေါ့เนาะအခုအဲ့ဒီ character ပြန်တရုပ်ဆောင်မယ်ဆိုတော့အရန်လိုမျိုးအားစိုက်ဖြစ်မယ်ထင်တယ်အဲ့တော့လည်းအပြေးကတော့အားစိုက်ထားပါတယ်ဒါပေမဲ့အဲ့လိုလူပညာရဲ့ဒီတက်တန်းတွေအတွေ့အကြုံတွေကတော့မတူတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်လည်းပုံစံတစ်မျိုးနဲ့တော့ပိုကောင်းရင်ကောင်းနေမှာပေါ့နော်စိတ်ညစ်အဲ့လိုလေဘာမှအရန်အလားပါကြိုက်တာလေအဲ့လိုမိကစ်တွေလည်းရဘာမှအရန်ခက်ခဲခဲ့တာသိလားပြီးတော့လည်းအဲ့လိုငုံချက်ပြီးတော့
အဲ့လိုတေတဲ့ဆင်းတွေတော့တေရဲဖြစ်တဲ့ဆင်းတွေအဓိကဟိုပထမဆုံးတေရဲကရိုက်ပူတာပေါ့နော်စီကိုတို့ကတကယ်ဟိုမှတ်တရတယ်ဟိုမရိုက်ချင်တဲ့ character ထဲမှာလည်းပါတယ်ဘယ်လိုလဲဆိုတော့ break လောက်ခံရတဲ့ဆင်းတွေလို့တေရဲကိုကတေရဲကြီးလုပ်ပြီးလိုက်6ရတာလေးတလားသူများကိုက6ခံရဆိုတော်သေးရဲ့ကိုကလိုက်6ရတာရဆင်းမပြေဘူးရမ်းပင်ပန်းနေအဲ့လိုမျက်နှာကြီးရောလို့ကန်စားချက်ကြီးရောမှုတွေရောလေအရန်ကြမ်းအောင်လုပ်ထားပါဆိုအဲ့တရေကိုကလုတ်ပြီး6ရတဲ့အချိန်မှာလေကိုမှုတွေကိုရဲ့ emotion တွေကနည်းနည်းကြမ်းနေမှာပဲအဲ့မျက်လုံးအိုက်တင်းကြီးတွေနှာခမ်းကြီးတွေလက်ကြီးတွေအဲ့ဒါကြီးတွေကစာနည်းနည်းပေါ့ပိုပြပြမှာဆိုတော့တော်တော်ခက်ခဲခဲ့တယ်အခုဒီစင်းဆိုလို့ရှိရင်လည်းဒါခုမှပြန်ကြည့်တဲ့အချိန်မှာဟဲကြောက်စရာကြီးနော်တနာလည်းတနာပါတယ်အဲ့လိုမျိုးအခုချိန်မှာအဲ့လိုပြန်တရုပ်ဆောင်ခြင်းလားဆိုရင်တော့တရုပ်မဆောင်ခြင်းဘူးကိုကတရေလောက်ရတာလေတော်တော်ကြမ်းတန်းနဲ့ခက်ခဲတဲ့ character ထဲမှာပါတယ်အဲ့လိုနောက်ဆိုတရေမလုပ်ချင်တော့ဘယ်ဘွားမရပဲအဲ့ဒီတရေကရိုက်ပြောလေနောက်ဆိုရင်လို့ငါတရေကမရိုက်တော့ဘူးလို့ရိုက်ရတဲ့တရေကလည်းငါလိုက်မ6တော့ဘူးလို့ငါ6ခံမသိငါလိုက်6ရတဲ့တရေကမရိုက်တော့ဆိုပြီးတော့စဉ်းစားခဲ့သေးတယ်လှလေးပေါ့တရေနည်းနည်းကြည့်နောက်ပါအလေးရောင်ဝင်လာတဲ့အချိန်မှာပြီအဲ့မှာတက်ခွာပြီးရလားမသိညက်လိုက်နော်အဲ့ဒီစင်တွေရိုက်တော့လေအဲ့လိုလေအရန်6ချခဲ့ရသလားလို့ဘွားမလို့တရေကရိုက်ရတာကြောက်တယ်ကိုကလည်းငကိုရဲနည်းနည်းကြောက်တတ်တဲ့လူဆိုလေအဲ့လိုမျိုးပြောရိုက်တာလည်းတက်ကတ်ထဲနဲ့မပေးဘူးလေနော်လို့ကတ်ပေါင်းများစွာရိုက်ရတာဆိုတော့လေအဲ့လို6ချခဲ့ရတယ်လို့အရန်ကြောက်တယ်လို့ဖျားစာတွေရွတ်ပြီးရိုက်ခဲ့ရတာတွေအဲ့လိုပြီးတော့အခုနောက်ဆိုလေရှင်လိုက်မှာအလင်းရောင်ဝင်လာချိန်မှာအလင်းရောင်တက်ခွာတဲ့စီးဆိုလို့ရှင်လေအဲ့ဒါဆိုလို့ရှင်လဲစတူဒီယိုထဲမှာအစားတခြားလေးကျင်ပြီးတော့ကြိုးကြီးနဲ့ဆွဲပြီးတော့လေလို့သူ့ကိုလိုမျိုးတက်ပြီးတော့ခွပြီးတော့သူ့ကိုလည်းပဲညင်ရပါဘောနော်အဲ့စင်းနေလည်းခက်ကိုရိုက်ခဲ့ရတယ်ဒီမိမယောက်ျားတွေခိုက်တယ်လို့တော့ဒါသိတာသူနဲ့လက်ထက်တဲ့ယောက်ျားတွေလည်းတနည်းမဟုတ်တနည်းနဲ့တော့သိကြတယ်ဒီလက်ထက်ပွဲကိုမမရမကမပြင်းပြအောင်လုပ်ပြအဲ့ဒီကောင်ကအပြိုးပေါ့လင်းသေးထားတဲ့မုတ်ဆိုးမနော် အဲ့လိုမိန်းမမျိုးခိုက်တဲ့မိန်းမလို့ခေါ်ဘိုးရှိကလေးကဒီလိုအယူဆတွေရှိခဲ့ပြီဗျာဟုတ်ပြီကိုရကျမနဲ့သူနဲ့တကယ်ချစ်လို့လက်ထက်ကြနေဟိုဘယ်သူကတဘောတူလို့နေရလက်ထက်နေရပေးစားလဲငါကနိသားကိုပြူစားလိုက်ပြီလေမမီအဲ့ဒီမိုးခစ်ဆိုတဲ့ကောင်ကစုံမသူ့မိရစုံပါတဲ့စုံမျိုးတွေတရားမယ်ဆိုရင်တော့မရမကနီးတဲ့လက်ထက်ပြီးယူတောက်ွယ်တက်ရမမီဒီကားလည်းအခုပြန်ကြည့်တဲ့အချိန်တိုင်းဒီကားကိုလည်းကြိုက်တယ်မွန်းကျက်ရတယ်ပေါ့နော် feeling ကပြီးတော့လို့ acting ဆိုလို့ရှိရင်လည်းတော်တော်လေးကိုမတူအောင်လုပ်ရတယ်ဆိုတော့ तू ကကြတော့နည်းနည်းအခုပုံမှန်လူနေမှုဘဝမှာဖြစ်နေတဲ့ character နဲ့တိတ်မတူပေါ့နော်ဒါရှေးတော့ဗမာယူဆွဲတွေလိုမျိုးပြူစားတာတွေစုံတက်တာတွေဒါနည်းနည်းရှေးတော့ကဗမာယူစားတွေလိုပုံစံမျိုးပါတာပေါ့နော်အဲ့အတွက်ကိုလူတွေကတော့စုံမလို့ဆွဲတဲ့အချိန်မှာကိုရဲ့အဲ့လိုဖြစ်ရတဲ့ဒေါသတွေကိုပြန်တုံ့ပြန်ရတာတွေဒီကားထဲမှာရီစားတည်သွားတာတွေညမတည်သွားတာတွေဆိုလို့ရှိရင်လည်းအဲ့လိုရင်းထဲမှာနစ်နေအောင်အဲ့လိုမျိုးငိုခဲ့ရတယ်အမှတ်တရဆိုလို့ရှိရင်လည်းရီးစားတည်သွားတော့ဆေးရုံမှာအဲ့လိုကိုနေဝင်းနဲ့ဒီဆေးနေဆိုလို့ရှိရင်လည်းတကယ်ကိုတကယ်ပါချမိတာပေါ့နော်အဲ့ဒါတွေကတကယ်အမှတ်တရအဲ့လိုအတားတွေဆိုတော့လို့ရိုက်ရင်းနဲ့အားပါသွားတော့မထိတ်နိုင်တော့ပေါ့နော်ကိုတကယ်အိုက်ကားမှာရိုက်ခံခဲ့ရတာကြီးပေါ့ character ရောက်လေအဲ့ဒီကားရိုက်ပြီးတဲ့အချိန်ကြီးကိုလို့စိတ်ထဲမှာလေးလိုမျိုးလူကြီးကတခုခုကြီးကိုခံစားနေရတယ်လို့မျိုးပေါ့နော်စိတ်ထဲမှာလို့ရန်ဝမ်းနေတယ်လို့ခံစားနေရတဲ့အရာမျိုးတွေခံစားရပါပြီးတော့အချိန်လုံးလေမုန်းချက်နေရဲဆိုတဲ့ feeling ကိုရတယ်အခုပြန်ကြည့်တဲ့အချိန်မှာလည်းအဲ့ဒီ feeling အတိုင်းပဲချစ်မရဘူးတော့ပြီးတော့သဘောတူပြန်လို့နေတော့မင်္ဂလာပွဲပြတ်ဘုရားချက်ပြတ်ငါကစောင်းမနော်နေတော့ဘဝကိုစောက်ပြတ်သွားလားပြောသားရမှာအိမ်မက်တွေအကုန်လုံးတစားပြီးပြက်စီးကုန်အဲ့ဒီသုံးပါကြောကြောက်ပါပါလေစိတ်မစားနဲ့ညသာပြုတ်လာခဲ့ကြစမ်းအားလုံးဒီတော့ဘဝလေးစောက်ပြတ်သွားစေရမယ်အိုက်ကားကလည်းလေလို့စပြီးတရုပ်ဆောင်ကြရလေတစင်းမှလို့ဘယ်လိုပြောမလဲပေါ့လေးလှုပ်သွားတယ်ဆင်းနေမရှိဘူးစကြရလေတော်တော်လေးကိုလို့မွန်းချက်စွာနဲ့လှုပ်ခဲ့ရတဲ့ character လို့ပြောရမယ်
ပြီးတော့ character ကနည်းနည်းကြီးတယ်ပေါ့နော်တော်တော်ကြီးတယ်ဆိုတော့အဲ့ဘိုးရှေ့မှာရိုက်ခဲ့တဲ့ကားတွေပြီးတော့တော်တော်လေးကွဲထွက်တဲ့ဇာတ်ကားတွေမှာပြူစားပါတယ်ဒီဘဝကြီးမှာလူတွေအားလုံးကမဟုတ်တာကိုပဲဆွဆွဲခံနေရတဲ့အချိန်မှာရှင်တန်ရတဲ့ကောင်မလေးတယောက်နဲ့လူတွေကိုအရွက်တိုက်ပြီးတော့နင်တို့ဟုတ်တယ်နင်တို့ထင်တယ်လို့ငါဆုံးမပဲဆိုပြီးတော့လူတွေကိုပြန်အရွက်တိုက်ရတာလေးပေါ့ဒီထဲမှာဆိုလို့ရှိရင်လည်းမိုင်းဆိုးနဲ့လို့စုံရတဲ့စီးနေဆိုလို့ရှိရင်လည်းမိုင်းနဲ့ပြန်လောက်ရတော့လေမိုင်းနဲ့ပြန်လောက်ရတယ်မခိုင်နေဝင်နေဆိုလို့ရှိရင်လည်းအမားရဲ့ character လည်းဒီထဲမှာအရန်ဆန်းနေဆိုတော့လေတော်တော်လေးကိုညှိပြီးတော့စူးစမ်းပြီးတော့ရိုက်ခဲ့ရတယ်စင်းတိုင်းရလဲစင်းတိုင်းရအရန်အားထုတ်ရအဲ့ဒီ character ပြူစားတဲ့မိုးခစ် character ဖြစ်အောင်စူးစမ်းခဲ့ရပေါ့ပြီးတော့ညီမနာရေးချတော့ငိုရတာတွေဆိုလို့ရှိရင်အဲ့ဒီစင်းဆိုမနက်ခရဲကဒီညီမနေရာမှာတယောက်ဆောင်နေချူလေးပေါ့နော်ဒီနာရေးကနေပြီးတော့ငိုရတာညနေဆောင်ပြီးနေလုံးရင်ဝင်နေတိအဲ့ဒီပကံမြေကအဲ့ဒီလေကွင်းထဲကအဲ့သဲပေါ်မှာပဲအဲ့ချွေးတန်တရွှဲနဲ့သူကတ်တရတယ်အများကြီးရိုက်ရတာဟုတ်အဲ့ဒီကနာရေးစင်ကြီးကနေပြီးတော့တင်ညာမြေချတဲ့အထိကိုငိုရတာကိုအဆက်မပြတ်အဲ့ဒီတုန်းကဆိုလို့ရှိရင်လို့မျက်နှာတွေတောင်မှမျက်လုံးတွေတောင်အစ်ပြီးတော့ဖူးရောင်နေအောင်ဒီငိုရတာပေါ့နော်တကယ်ကိုလို့အမှတ်တရတွေတော်တော်များပါတယ်တော်တော်လေးပင်ပန်းခဲ့တဲ့ကားပေါ့ရတနာဘူရိုက်ထားတဲ့ထဲမှာဒါတော်တော်ရတမတူတဲ့ကားတကားလို့ပြိသက်တွေလည်းမြင်မယ်လို့ထင်ပါတယ်ရှင်ဟုတ်ဖတ်ကြည့်လိုက်မယ်နော်要把天大聪明，我怎么在保住他呢？没能力不啦？你说啥？没有没能力的。ပါပါပြီကွာငါပြောတာအဲ့တယောက်ပဲအပြင်ခေါ်တော့ရတယ် ကျွန်တော်ကဘာထဲမှာနင်းစီအဆင်မပြေတော့ဘူးဆိုကျွန်တော်ကနင်းစီရဲ့ကဘာထဲကိုလိုက်သွားမှရတယ်他谁把那个谁把你们来的？今天俺谁把你们来的？不是嘞。说了没有？还能考察了？徐啊，哎妈，你谁会来的不？嘿，说话把拉down了喏。你是东西帮你都吓死他了，又干嘛的？不是你拿我好多买来赔的噻了？是哦，是赔哦。哎呀，快比他妈靠下边。ဒီအနှစ်ဆိုတဲ့ဇာတ်ကားထဲမှာတော့ဘိုးကလေဒီနှင်းစီပဲနှင်းစီကနေမှာဘဝရဲ့ဒီအနေအမြင့်အတက်အကျတွေကိုတရုပ်ဆောင်ရတာပေါ့နော်ခုနကအနှိတ်ခမ်းထဲမှာရိုးဒီကိုဘွားကိုရက်တီနေတဲ့ main ကလေးကနေပြီးတော့ဒီရွာကိုပြန်ရောက်သွားတယ်အိမ်အောင်ပြုတ်လိုက်တယ်အဲ့ချိန်မှာဒီရွာရောက်သွားတဲ့အချိန်မှာတော့ဘိုး character ကိုလေရွာရောက်ချင်းမှာတော့ဘိုးတနက်ခါးတွေပါတယ်မလိန်သေးဘူးပြီးတော့ character ကိုချက်ချင်းမစင်းရဲလိုက်သေးဘူးအဲ့အရှိစင်းတွေမှာဒီယောက်ျားယူပြီးရောက်လာတဲ့အချိန်တွေမှာတော့ဘိုးအိမ်အောင်သေးဆိုတဲ့မိန်းမတယောက်ရဲ့ပုံစံဝတ်စားစီရင်ခဲ့တယ်အဲ့အချိန်မှာတနက်ခါးတွေပါလည်းမရှိသေးဘူးပေါ့နော်ပြီးတော့အိမ်အောင်ကြပြီးအိမ်အောင်ကြပြီးဒီမိဘတွေဒီကိုရီးယားစိုးသွမ်းတဲ့ဒဏ်တွေကိုလည်းခံနေရပြီးဒီအိမ်အောင်ရဲ့တာဝန်တွေကိုလည်းတူတူကိုဘယ်လိုပြောလဲရင်စီးပြီးခံနေရပြီဆိုတဲ့အချိန်မှာဒါကရွာမှာဆိုလို့ရှိရင်ဒါနေဒီအိမ်အောင်ရှင်နေတဲ့ပုံစံမျိုးအနီးဆက်ဆုံးပေါ့နော်တနခါးတွေလိမ့်နာတို့ထမင်ဝစ်တဲ့ပုံစံတွေအင်ကြီးဝစ်စားအစားဘိုအဲ့ character အတွက်အများကြီးတည်တည်ချာကိုပြင်ဆင်ခဲ့ရတယ်ပေါ့နော်အဲဆိုအရှိကအနှိတ်ခမ်းမှာမြို့မှာရောက်တဲ့မြို့မှာလှုပ်လှုပ်နေတဲ့နင်းစီနဲ့ဒီရွာမှာရောက်လာတဲ့အိမ်အောင်ကြပြီးတော့လောကဓာတ်တွေစပြီးခံစားရတဲ့နင်းစီနဲ့ကွဲနေတာပေါ့နော်နှစ်ကာလအပိုင်းခြားလဲကွဲသွားပြီဆိုတော့တည်တည်ချာလေးကိုတော်တော်ပြင်ဆင်ခဲ့ရတဲ့ပိုင်းနေပါတယ်ပေါ့ပြီးတော့ကြည့်ပြီးသွားတဲ့လူတွေလည်းသိမှာပေါ့နော်အိမ်အောင်ကြပြီးယောက်ျားကွဲသွားပြီးသားတစ်ယောက်နဲ့ဖြစ်တဲ့အချိန်မှာယောက်ျားနဲ့ကွဲသွားပြီးယောက်ျားထားခဲ့တာလည်း၄-၅နှစ်လောက်ဖြစ်တဲ့အချိန်မှာမိန်းမတစ်ယောက်ရဲ့အရွယ်တစ်ခုရောက်သွားတော့အဲ့ဒီသားဘူးကိုယ့်ရဲ့အိမ်ကအိမ်အပူအဲ့ဒီအပူတဲ့ရုပ်ဖြစ်အောင်ပြီးတော့အဝတ်စားတွေအဲ့လို make up ပြင်ဆင်ပြီးစိတ်ပိုင်းဆိုင်ရာတွေပေါ့နော်ပြီးတော့ကလေးတယောက်ကိုပြုစုပြောထောင်ဖို့အတွက်ကိုယ့်ရဲ့ကိုယ်ခွန်ကိုအားနဲ့စူးစမ်းနေရတဲ့အချိန်မှာကိုယ့်ရဲ့ဒီအမေတွေအကိုတွေရဲ့ဒဏ်တွေကိုလည်းခံခဲ့ရတယ်သူ့ဘဝကြီးကလေလုံးဝလို့ပျော်ရွှင်စရာရှိမနေဘူးတခုမှသူအချစ်ကိုရွေးချယ်ခဲ့ပေမဲ့လည်းအချစ်ကလည်းသူ့နားမှာမရှိဘဲနဲ့ဆုံးဖြတ်ခဲ့တယ်လို့ဖြစ်သွားတာပေါ့နော်ဆုံးဖြတ်ကြီးခံခဲ့ရဆိုအဲ့မိန်းမရဲ့အပူတွေကဘယ်လောက်တောင်များလိုက်မလဲဆိုပြီးတော့တော်တော်တွေးခဲ့ရတယ်ပေါ့နော်သူဒီသားသမီးတွေပူတာတွေစွန့်ပစ်ခံရလို့ပူတာတွေသူဒီပညာလည်းမတတ်တော့ဒီရွာမှာတွေ့တဲ့အလုပ်တွေလုပ်ပြီးတော့သူ့ဘဝကိုရုန်းကန်ရတာတွေအဲ့အတွက်မျက်လုံးအိုက်တင်ကစားတော်တော်အရေးကြီးခဲ့တယ်မျက်လုံးအိုက်တင်တွေကိုယ့်ရဲ့ဒီစကားပြောဆိုပုံတွေကိုနေဟန်ထားတွေအစားတည်တည်ချာချာကိုပြင်ဆင်ခဲ့ရတဲ့အပိုင်းတွေပေါ့နော်အဲ့ကနေမှ तू ကကိုဘွားကိုအရွယ်တိုက်မယ်အဓိကငွေမရှိလို့အခုလိုဘွားကြီးဖြစ်နေတာငွေကြောင့်ဒီလိုဘွားကြီးတွေဒီလိုခံစားတာတွေဖြစ်နေတာအဲ့အတွက်ငွေရှိဖို့ငါဘာမဆိုလုပ်မယ်ငါလောကကြီးကိုအရွယ်တိုက်မယ်ဆိုတော့မိမတယောက်ရဲ့စိတ်ပေါ့နော်အဲ့ချိန်မှာ KTV ကိုရောက်သွားတဲ့အချိန်မှာ
သူကရိုးပတ်စံလိုလာလောက်တဲ့ဒီမိန်းမတယောက်ဖြစ်နေတာဖြစ်တဲ့အတွက်သူရဲ့ဝတ်စားစင်ပုံအားစအဲ့လိုပေါ့ဘိုးနည်းနည်း bling ဖြစ်တာတွေနည်းနည်းဝတ်စားနည်းနည်းအော်တာတွေအဲ့လိုအပြင်စင်တွေကဆိုနည်းနည်းပြင်းထန်တဲ့ပုံစံတွေမတူညီအောင်ဟိုအများကြီးပြင်ဆင်စူးစမ်းထားပါတယ်။ဘာလို့ဆိုအဝတ်စားအစပေါ့နော်ဒီ ready made ကွာဈေးပေါ်လေးတွေအဲ့ဒါမှနည်းနည်းကြည့်လိုက်လို့ရှိရင်လည်းနည်းနည်းအော်နေတာကွာကြည့်လိုက်တာနဲ့ကွာဟိုဈေးမကြီးပဲနဲ့ဈေးမကြီးဘူးဆိုတာလည်းသိတာရမယ်ကြည့်လိုက်တာနဲ့ဟိုဘယ်လိုပြောမလဲမဝတ်တက်နဲ့အဲ့လိုဝတ်ထားတဲ့ပုံစံလည်းဖြစ်ရမယ်အလားပါလည်းအဲ့လိုပြင်တာလည်းနည်းနည်းလွန်ကျွံနေရမယ်ပေါ့နော်အဲ့လို character လေးကိုအဲ့ချိန်မှာနောက်ထပ် character အချိုးတစ်ခုမှလည်းအများကြီးပြင်ဆင်ထားတယ်အဲ့မှာ item ဘိုင်းဆိုင်ရာမှာကျတော့လည်းသူကဘောအိုက်ကိုလုံးဝအရွက်တိုက်ပြီးတော့ဟိုအရွက်တိုက်ပြီးတော့ဘသူ့ကိုမှမကြောက်တော့ပဲနဲ့ဒီလောကကြီးတွေကိုခြေစုံပြစ်ဝင်လိုက်ပြီးတော့အဲ့လိုနေတဲ့မိန်းမအဓိကသူ့စိတ်ထဲမှာသူ့သားနဲ့ငွေပဲရှိတာပေါ့ငွေရှာမယ်သူသားကိုထောက်ပံ့မယ်ပေါ့နော်အဲ့ဒီဟာအတွက်မိခင်တယောက်ရဲ့စိတ်တွေရောဒီအရွယ်တိုက်ပြီးတော့ဘဝကြီးလောကကြီးအရွယ်တိုက်နေတဲ့မိန်းမတယောက်ရဲ့စိတ်တွေရောမျက်လုံးတွေကစရွာမှာကြံခဲ့တဲ့နင်းစီနဲ့ဒီ KTV မှာရောက်လာတဲ့နင်းစီနဲ့လို့မျက်လုံး item တွေကစကွဲပြားအောင်ဒါအများကြီးအားထုတ်ထားခဲ့ရတဲ့အများကြီးလဲစူးစမ်းခဲ့ရတဲ့အနှစ်ဆိုတဲ့ရုပ်ရှင်စကားကြီးလို့ပြောလဲမမှားပါဘူးရှင်အခုဘိုးရဲ့စကားပေါင်းများစွာတွေကမှဒီမတ်တရကားလေးတွေကိုပြပြတာလဲပြိသက်တွေလည်းသဘောကျနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့အခုလိုကြည့်ရှုပေးတဲ့အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်တာ